friends are always with me. We sing, we dance, we laugh, we are happy every day. Have fun with us, let's say happy, 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 happy. Happy. Happy, 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 happy. It is my happy day, I want to sing it all the day. My best friends are always with me. We sing, we dance, we laugh, we are happy every day. Have fun with us, let's say happy, 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 happy. Happy, happy, happy. Hello guys, ဒီနေ့ကျွန်တော်တို့ဘာမှမစီစဉ်ပဲ Mount Fuji ကိုသွားမယ်ဖြစ်ပါတယ်။ပထမဆုံးကျွန်တော်တို့ထပ်လာက bus ticket ပေါ့နော်။3000ဝယ်ထားတယ်။အခုကျွန်တော်ရောက်နေတဲ့နေရာကနံပါတ်4လောက်ပေါ့နော်။ bus ကားစီးဖို့ပေါ့စောင့်နေဖြစ်ပါတယ်။ကိုကကျွန်တော်တို့ Fuji Town သွားနေရဖြစ်ပါတယ်။ဘာမှမစီစဉ်ထားတဲ့အတွက်ဘယ်လိုလုပ်သွားမှာကလဲဆိုတော့ကျွန်တော်တို့ဖြစ်တယ်လို့ပဲပေါ့နော်။ Mount Fuji ရောက်မှာပဲမြန်ပြီးတော့သွားရမှာဖြစ်ပါတယ်။အခုတော့မရသေးရတော့ကျွန်တော်အေးလိုက်ပါမယ်။ Bye bye.ခုကတော့ကျွန်တော်တို့တိုကျိုရှင်ဂျူကိုကနေလာတာခါဝါကူချီကိုစတေးရှင်းကိုတော့ရောက်ပြီဖြစ်ပါတယ်။အဲခါဝါကူချီကိုစတေးရှင်းဒီကျွန်တော်တို့ပထမဆုံးစလုပ်မှာကတော့ဒီပဲလားဟုတ်ပါအဲ့လုံးညံ့ရမ်းမယ်ဒီမှာကူကြည့်
Wow. That's beautiful. Nó làm bé nó mà biểu. Chị mà lâu như vậy là nó lừa camera nên một iPhone nên là nó liền nè phụ đây Bố quay em mà nhầm à? Fuck amazing. Fuck amazing. Fujiton ရောက်ရင်တော့ဒီနေရာမှာတော့မဖြစ်မနေ official လောက်ရမှာဗျကျွန်တော်လည်းလောက်ခဲ့လိုက်သေးတယ် Ồ, nó sẽ lọt xin à nó sẽ cái gìကျွန်တော်တို့လော်ဆန်ရှစ်မှာ official လုပ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ Kawaguchiko Forest Museum ကို Kawaguchiko Station ကနေတစီ5စီးလာတာ2000လောက်ပဲကြာတယ်ဗျကျွန်တော်တို့တော့ဆိုတော့တယောက်ကို600ဝန်းကျင်တော့ကြာခဲ့တယ်လူများရင်များသလိုတော့တတ်တာဗျKawaguchiko Museum for thisကျွန်တော်တို့အစားအသောက်လို့လုပ်ခဲ့တာကရမနာကလိပ်ဖြစ်ပေမဲ့တကယ်တမ်းကျွန်တော်တို့ရောက်ခဲ့တာက Kawaguchiko Forest Museum နာကနေရာတစ်ခုပဲဖြစ်ပါတယ်ဆိုပြအရန်လာတယ်ငေါများနေတဲ့သူတွေရှိတယ်ဝါအများကြီးတဲ့သူတွေအတွက်ဆိုရင်တော့ AC ပါဗျာကျွန်တော်တိုကျိုကနေနီကီမန်လာတယ်ဆိုပေမဲ့ဒီဘက်မှာနည်းနည်းလေးပိုအေးတယ်လို့ခံစားရတယ်ဗျဘာလို့လဲဆိုရင်တော့ကျွန်တော်ထင်ဒီဘက်မှာကတောင်တွေလည်းရှိတယ်ပြီးသွားတော့တော်ရည်ပေါ့နော်တိုကျိုနဲ့ဆိုင်တော့အများကြီးရှိတော့ဒီဘက်ကပိုအေးတယ်လို့ထင်တယ်
Shinjuku Station မှာ highway bus အမှန်က1200ဖြစ်ပါတယ်အဲဒီကျွန်တော်တို့တိုကျိုကနေကာဝါဂူချီကိုရောက်ပြီဆိုရင်ကာဝါဂူချီကို station ကနေအခု ဒီကတော့ယာမနာကာကိုပြပြပါ ယမနာကလက်တီကိုကတက္ကစီငားမယ်ဆို ဆို ရင် တော့မှမြင်နေရတာတော့ 6000ဝန်းကျင်ရှိပါတယ် ပူဆောင်ဖြစ်ပါတယ် ပြီးတော့ဒီကာဝါဂူချီကို First Museum တောင်းမယ်ဆိုရင်ကာဝါဂူချီကို station ကနေဆိုရင်တက္ကစီ2000ဖြစ်ပါတယ်ဒီကာဝါဂူချီကို First Museum ကစင်နာရနေ9နိုင်ပွဲအတွင်းမှာဖြစ်ပါတယ်အဲ့တော့စောစောလေးတွားရင်တော့ပိုကောင်းတယ်ဗျနောက်ကျမှတွားရင်တော့ activity မမီတော့တာဖြစ်နိုင်တယ်အဲ့တော့မတန်ဘူးပေါ့ဗျာစောစောတွားရင်တော့ပိုတန်တာပေါ့အခုဂျမနာကလိုက်တယ်အဲ့လိုပဲနောက်ကျမှတွားရင်ပိတ်သွားရပြီကျွန်တော်တို့တွားတဲ့အချိန်ကရန်နောက်ကျသွားတော့9နိုင်ကျော်6နိုင်ဝန်းကျင်တော့ရှိရဗျအဲ့ချိန်မှာတော့ပိတ်သွားပြီတွားလို့မရတော့ပေါ့ဗျာစောင်းလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Thank you guys see you in the next video